အားလုံးမင်္ဂလာပါဗျာကိုတိုက်ဖြစ်ပါတယ်ဗျဒီနေ့မှတော့ကမ္ဘာအစွမ်းထက်ဆုံးဝင်ဂါတာတပုတ်မြောက်ပေးမှဖြစ်ပါတယ်ဗျကဲ comment နဲ့ရေးတဲ့မိလိုက်တောင်းထားတဲ့မိတ်ဆွေများအတွက်မြောက်ပေးလိုက်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ငွေကြေးစင်ပြေတဲ့မိတ်ဆွေများငွေကြေးခက်ခဲတဲ့မိတ်ဆွေများဒီကတော့ရွတ်ပါဗျ24နှစ်အတွက်မှငွေဝင်လမ်းကြောင်းတွေပွင့်လန်းသွားပါလိမ့်မယ်ဗျအဲ့တော့အပိတ်ဆိုတားစီတွေဖြစ်နေငွေဝင်လမ်းကြောင်းတွေကပွင့်သွားသလိုပဲပွင့်သွားပါလိမ့်မယ်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေများအဲ့တော့ဒီကာတာကိုမိမိတက်စစ်ရွတ်ပေါ်ပွားများပြရမှာဖြစ်ပါတယ်ဒီကာတာကိုရွတ်မယ်ဆိုလို့ရှိရင်လည်းအရှိရက်ကိုမျက်နှာမူပြီးတော့တက်စစ်ရွတ်မယ်အနောက်ရက်ကိုမျက်နှာမူတက်စစ်ရွတ်မယ်တောင်ရက်ကိုမျက်နှာမူတက်စစ်ရွတ်မယ်မြောက်ရက်ကိုမျက်နှာမူတက်စစ်ရွတ်ပါဗျဒါမှအရက်လေးမျက်နှာလက်လက်ပတ်လေးပွင့်လင်းလာပြီးတော့ငွေလင်းဝင်လာမှာဖြစ်ပါတယ်အဲ့တော့ရွတ်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လက်လေးနှစ်ဖက်ကိုပုတ်ပြီးတော့ရွတ်ပေးပါနော်ကိုယ့်ရဲ့လက်လေးနှစ်ဖက်ကိုပုတ်ပြီးရွတ်ပေးပါရွတ်မှာတော့အလုံးတိပဒါရပြီးသားလည်းဖြစ်ပါတယ်ဗျအဲ့တော့အိန္ဒိယဂါထာလို့လည်းလူသိများလာပါရဲ့နော်ဩဟီလီဟီလီရှုပါနိရာနမဟာ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 ဆိုပြီးမိတ်ဆွေများသက်စီရုပ်ပေါ်ပွားများလို့ရပါတယ်ဗျအဲ့တော့အရက်တမျက်နှာကိုကျွန်တော်မိမိတက်စစ်ပေါ့နော်အဲ့တော့အရှိရက်ကိုမျက်နှာမူလိုက်နောက်ရက်ကိုမျက်နှာမူလိုက်တောင်ရက်ကိုမျက်နှာမူလိုက်မြောက်ရက်ကိုမျက်နှာမူလိုက်အရက်လေးမျက်နှာကိုမျက်နှာမူပြီးတော့ဒီကာတာကိုမိမိတက်စစ်ရုပ်ပေါ်ပေါ်မြလိုက်တာနဲ့24နိုင်အတွင်းမှာပဲအဲ့တော့ကျွန်တော်တွေတကယ်ကိုမှမယုံကြည်တော့မလက်လက်ပါတယ်ပွင့်လန်းလာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဗျယူကြည်ပါကိုယ့်ရဲ့အိမ်ရှိပေါက်မှာပဲသွားရွတ်ပါနော်အဲ့တော့မိတ်ဆွေများတရားရွတ်ပေါ်ပွားများပြီးတာနဲ့မိတ်ဆွေများသိတာပါလိမ့်မယ်အဲ့တော့အစင်မပြေတဲ့အလုပ်တွေအစင်ပြေသွားတာမျိုးထင်းကုန်နေတဲ့များတွေပြေတယ်သွားလည်းမျိုးကြံ့ကြံ့နေတယ်အားလုံးကရှော့ရှိဖြစ်သွားတာမျိုးအဲ့တော့ကိုယ့်စီလာမဲ့ငွေလမ်းကြောင်းကကျွန်တော်တို့ထိုးဖောက်လိုက်တယ်လို့ပဲလုံးဝပွင့်လန်းသွားမှာဖြစ်ပါတယ်ကဲဒါလို့ဆိုအားလုံးပဲအစင်ပြေမယ်ထင်ပါတယ်မိတ်ဆွေများလည်းရွတ်ပေါ်ပွားများလို့သွားဂါရမန်နဲ့များရှိတဲ့ခုမှမှရီခဲ့မိခဲ့တောင်းခဲ့ပါဗျကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါတယ်ဗျမိတ်ဆွေအားလုံးလည်းငွေဝင်အစင်ပြေကြပါသေးအလုပ်ကနေအစင်ပြေကြပါသေးစီးပွားတဲ့လူတန်းနိုင်ကြပါသေးဗျာ